အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကိုအီတာနဲ့နွန်ကျွန်းအီတာသူတို့နှစ်ခုရဲ့ကွာခြားချက်နဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကဲအဲ့တော့ဆက်ပြီးတော့လေ့လာကြည့်မယ်တခုခုကိုလုံနေတယ်ဆိုတဲ့အကြောင်းအရာမှာအသုံးပြုလို့ရတဲ့ Moonbob နှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်နံပါတ်1ကိုအီတာကိုအီတာသူ့ရဲ့ pattern ကဘယ်လိုမျိုးသွားလဲဆိုလို့ရှိရင်ဒုံစာ action verb နဲ့တွဲပါတယ် plus ကိုအီတာသူကအဓိပ္ပာယ်ဘာလဲဆိုလို့ရှိရင်တခုခုကိုယခုလက်ရှိလုံနေတယ်ဆိုတဲ့အချိန်မှာသုံးတယ်တနည်းအားဖြင့်နေ့စဉ်စကားပြောမှာအသုံးပြုတာများပါတယ်ဥပမာအားဖြင့်ကျွန်တော်ဟန်ကူကောရူဘဲဦးကိုအစောကျွန်တော်ကိုရီးယားဘာသာကိုလေ့လာနေတယ်အဲ့လိုမျိုးအဓိပ္ပာယ်သွားပြီးတော့တက်ရောက်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နွန်ကျွန်းဤတာသူ့ရဲ့အဓိပ္ပာယ်ကတော့ဘယ်လိုလဲဆိုလို့ရှိရင်တစ်ခုခုကိုကလုံနေတော့ဒါမပြည့်ပြတ်သေးဘူး stay ongoing အစီအစဉ်ပေါ့နော်လုံနေတော့လုံနေစေဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်သူကကြတော့နှစ်ခုရှိရဲ့သူ pattern ကဒုံစာနဲ့ဆိုလို့ရှိရင်နွန်ကျွန်းဤတာကိုသွားပြီးတော့မြောင်စာနဲ့ဆိုလို့ရှိရင်ဂျွန်းဤတာနဲ့သွားတယ်အဲ့ဒီတော့ဥပမာကြည့်မယ်ကျွန်တော်အွန်တုံးဟာနွန်ကျွန်းဤရဲ့ရောကျွန်တော်ကတော့လေ့ကျင့်ငယ်လုံနေတုံးပါသူကအခုလက်ရှိလေ့ကျင့်ငန်းကိုလုံနေတုံးလုံနေစေအခြေအနေပဲဖြစ်တဲ့ရှစ်စာကျွန်းဤတာဒါကဘာနဲ့တွဲပေးထားတယ်ဆိုရှင်မြောင်စာနဲ့တွဲပေးထားတာပါမြောင်စာနဲ့ဆိုရင်ဘာပဲကဲ့ရုံပဲကျွန်းဤတာကဲ့ရုံပဲရှစ်စာကျွန်းဤတာအစားစားနေတော့ရှစ်စာကျွန်းဤရဲ့ရောအစားစားနေတော့ဒါကဘာအပေါ်ကအုံသုံးဟာတာဘာနဲ့ကပ်ပေးထားဆိုရှင်ဒုံစာနဲ့ကပ်ပေးထားတာပါကဲအဲ့ဒီတော့နှစ်ခုရဲ့ဥစ္စာကိုအချင်းချင်းပြန်ပြောမယ်ဆိုလို့ရှိရင်ကိုအီတာရဲ့အဓိပ္ပာယ်ကအခုလက်ရှိလုံနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲတက်ရောက်တယ်ဒါကဘယ်လိုမျိုးအခြေအနေမှာတော့ဆိုဒါနေ့စဉ်စကားပြော simple ဖြစ်တယ် natural ဖြစ်တယ်နောက်တစ်ခုကနွန်ကျွန်းဤတာသူတို့ကဘာနဲ့ကတ်လဲဆိုလို့ရှိရင်ဒုံစာဆိုလို့ရှိရင်နွန်ကျွန်းဤတာဖြစ်ပြီးတော့မြောင်စာဆိုရင်ကျွန်းဤတာဖြစ်တယ်အဲ့တော့သူကဘလို့အခြေအနေမျိုးမှလဲဆိုတခုခုကိုလုံနေတော့လုံနေစေမပြီးပြတ်သေးဘူး ongoing အခြေအနေမျိုးမှတခုခုလုံတယ်ဆိုလို့ရှိရင်တော့နွန်ကျွန်းဤတာကိုသွားတယ်ဖြစ်ပါတယ်သူရဲ့ feeling ကကြတော့ဘလို့မျိုးနိကီမျိုးတက်ရောက်လဲဆိုလို့ရှိရင်တော့သူကလုံနေတဲ့အတွက်ကြောင့်မလို့ busy ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးနိကီမျိုးကိုသွားပြီးတော့တက်ရောက်တယ်ဒါပေမဲ့အဲ့လိုမျိုးfeeling တွေဘာတွေကတော့ရှုပ်ပါတယ်အခုလက်ရှိလုံနေတယ်လုံနေတုံးဆိုလို့ရှိရင်တော့ကိုအီတာနဲ့သွားပြီးတော့တခုခုကိုကလုံနေတုံးလုံနေစေမပြည့်ပြတ်သေးဘူး stay ongoing အခြေအနေဆိုရင်နွန်ကျွန်းအီတာကိုသွားပါတယ်အဲ့ဟာနှစ်ခုလေးကတော့ similar လို့နဲ့ကွဲပြားခြားနားချက်ကလေးဖြစ်ပါတယ်ကဲအဲ့တော့ဒီ Moonbob လေးကိုနားလည်လိမ့်မယ်လို့ထင်တယ်နောက်ဗီဒီယိုတွေမှာဘလို့အကြောင်းနဲ့ပတ်သက်ပြီးမျှဝေပေးမလဲဆိုတာကိုကဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်